မြန်မာနိုင်ငံကရင်ပြည်နယ်ဖန်အမြို့ကျွန်တော်ဖန်အမြို့ကြည့်မှန်ဆိုရင်တောင်တန်းတွေအများကြီးရှိတယ်ကြောက်ကူတွေအများကြီးရှိတယ်ရောဘာပင်တွေအများကြီးရှိတယ် vlog ရိုက်လို့အရန်ကောင်းတယ်ဓာတ်ပုံတွေရိုက်လို့အရန်ကောင်းတယ်ကျွန်တော်တို့မှဖန်အမြို့ထဲမှာတောင်တက်တဲ့ vlog တစ်ခုကျွန်တော်ရိုက်ခဲ့သေးတယ်ဆိုတော့ဒါတွေကုန်တော့မနှက်ပတ်တွေပါညဘက်တွေမှာကတချို့တော့ဒေသခံတွေတောင်မှမသွားတဲ့နေရာတွေရှိတယ်မသွားတဲ့နေရာတွေရှိတယ်မပြောတဲ့စကားတွေရှိဆိုတော့ဘာဖြစ်ခဲ့တာလဲဘာတွေဖြစ်ခဲ့တာလဲဖန်အမြို့ထဲမှာအရင်တော့ကအရန်နာမည်ကြီးခဲ့တဲ့တချို့တော့အချက်လက်တွေတရေနဲ့ပတ်သက်ပြီးတော့တကယ်ဖြစ်ခဲ့ပါတယ်ဆိုတဲ့အချက်လက်တွေကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးသွားမယ်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်အင်တာနက်ကနေရှာပြီးပြောတဲ့အကြောင်းအရာမဟုတ်ပဲနဲ့ကျွန်တော်ကို follower တယောက်နေပြီးတော့မှသူကိုယ်တိုင်ဖြစ်ခဲ့တဲ့အကြောင်းအရာကိုဆက်သွယ်ပြီးတော့ပြောထားတာကိုပဲကျွန်တော်ပြန် share ပေးသွားမှာဖြစ်တယ်မနက်ဘက်ဆိုရင်အရန်တာယာလှပတဲ့ဖန်အမြို့ကညဘက်ဆိုရင်လုံးဝမတူဘူးဆိုပြီးတော့ဒေတာကန်တွေတောင်ပြောကြတယ်ဒါတွေကဘာကြောင့်လဲမြို့လေကောင်မှမဟုတ်ဘဲနဲ့မြို့နယ်နဲ့အစွန်းဘက်တွေမှာရှောက်လန်းတွေရှိတယ်တောင်ကြားလန်းတွေရှိတယ်တောင်ကူတွေရှိတယ်အဲ့လိုမျိုးနေရာအမျိုးမျိုးရှိတယ်အဲ့လိုတဲမှာနေရာတစ်ခုဖြစ်တယ်တောင်ရင်းမြစ်ဘေးမှာမနက်ဘက်ဆိုရင်အရန်တော်တော်တာယာလှပတယ်ညဘက်ဆိုရင်အိုင်နာကပုံမှန်နဲ့မတူဘူးဆိုပြီးတော့ဒေတာကန်တွေကပြောကြတယ်โอเค2000ခုနှစ်မှာတောင်ရင်းမြစ်ဘေးနားမှာလူငယ်တယောက်ကနေပြီးအလုပ်ပြန်တယ်အရန်မိုးအချုပ်ကြီးလည်းမဟုတ်ဘူး၈နာရီကျော်လောက်ပဲရှိသေးတယ်အဲ့လိုမျိုးအချိန်မှာအလုပ်ပြန်နေအချိန်မှာ तू အဲ့မြင့်ဘေးနားမှာလမ်းလျှောက်သွားနေတယ်လူကလည်းတော်တော်လေးပါနေပြီအဲ့နေမှာလူထူထပ်မှုကတော်တော်လေးပါနေပြီဆိုတော့အဲ့လိုသွားနေတဲ့အချိန်မှာပဲအဲ့မြင့်တွေကနေပြီးတော့မှလူတယောက်ကအဲ့ဒီကုန်းပေါ်ကိုပြေးတက်လာတယ်ဆိုပြီးတော့ तू ကမြင်လိုက်ရတယ်ပြေးတက်လာပြီးတော့ तू အရှိတက်တဲ့ပြေးသွားဆိုပြီး तू ကမြင်လိုက်ရတယ်သူ့နောက်ကနေပြီးတော့မှခဏနေလဲကြောက်သူ့နောက်ကနေပြီးတော့မှညီလေးခဏလေးနေပါအောင်ဆိုပြီးတော့ခေါ်တန်နေကြရတယ်ဆိုပြီးတော့အဲ့လူငင်သားထဲမှာကြားလိုက်ရတယ်ညီလေးခဏလေးနေအောင်ဒီကိုခဏလာအောင်ကိုရတစ်ချက်လောက်ကူညီပါအောင်ဆိုပြီးတော့အဲ့လိုမျိုးခေါ်တန်နေကြရတယ်ဆိုပြီးတော့အဲ့လူငင်သားထဲမှာကြားနေရတယ်ဒီအချိန်လေးကိုဒီလူငယ်ရလည်းအချိန်လေးမကောင်းတော့ဘူးဒါကတာမန်မဟုတ်ဘူးတခုခုဒီနေရာမှာမဟုတ်တော့ဘူးမားနေပြီဆိုပြီး तू ကပြင်လိုက်တဲ့ပုံမှာအဲ့ဒီခေါ်တန် तू ကလှည့်လဲမကြည့်ဘူးပြန်လဲမဖြစ်ဘူးသူမြဲရှောက်ပြီးတော့မှသူ့ရဲ့ဥတီချက်သူ့အိမ်ကိုသူရောက်အောင်ပြန်သွားလိုက်တယ်ဆိုတော့လမ်းမှာသူမြင်ခဲ့တဲ့အရာတွေနဲ့သူကြားခဲ့တဲ့အရာတွေကိုသူအိမ်မှာထိုင်ပြီးတွေးနေတယ်အဲ့လူကဘယ်သူမှမဟုတ်ဘူးကျွန်တော်ကိုအမြဲတမ်းအားပေးပြီးစောင့်ကြည့်နေတယ်ကိုမျိုးစော်ဆိုတဲ့ဖအံမှာရှိတဲ့ follower တယောက်ပဲဖြစ်တယ်သူကကျွန်တော်ရဲ့ bio မှာရှိတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှကျွန်တော်ကိုသူ့ရဲ့2000ခုနှစ်တုန်းကသူ့လူငယ်ဘဝတုန်းကဖြစ်စဉ်ခဲ့တဲ့အဖြစ်အပျက်ကိုကျွန်တော်ပြန်ပြီးတော့ share ပေးတာပဲဖြစ်တယ်ဒီအချက်လက်ကိုဒီအချိန်လေးကို तू ကသူ့တင်ရခြင်းတွေပြန်ပြပြတယ်အဲ့လိုမျိုးပြန်တစ်ဆင့်ကပြောင်းရင်နဲ့မှသူ့နားထဲမှာဘယ်လိုမျိုးသတင်းတွေပြန်ကြားရလဲဆိုတော့ဟုတ်တယ်တောင်ရင်းမြစ်မှာအရင်တော့ရေနစ်ပြီးတည်တဲ့လူတွေကအများအပြားဖြစ်ခဲ့တယ်ဆိုတော့ညာဘက်တွေကြာရင်အဲ့နေရာတော့သတိထားကြပါဆိုပြီးတော့လေသူ့နားထဲပြန်ကြားရတယ်ပြီးတော့တောင်ရင်းမြစ်ပဲလားတခြားနေရာမရှိတော့ဘူးလားဆိုပြီးကျွန်တော်သူ့ပြန်မေးလိုက်တယ်ဗျအဲ့တနေရာတစ်ခုတည်းမဟုတ်ဘူးဖန်မြို့မှာရှိတဲ့တောင်ချေလန်းတွေပြီးတော့အုတ်ကူနားဒီမှာညဘက်တွေတယောက်တည်းမှာသွားရဘူးအဲ့လိုလမ်းတွေလူပြတဲ့နေရာတယောက်တည်းမှာသွားရဘူးဆိုပြီးတော့လေကျွန်တော်တို့ theory တွေအများကြီးရှိတယ်ဆိုပြီးသူအကြောင်းပြန်ပြောပြတယ်ဒါတွေကတကယ်ပဲလားဘာလို့ဒီတောင်ချေလန်းတွေမှာဘလို့ဖြစ်လဲဆိုမိတယ်ဆိုရင်သူတစ်ဆင့်ကပြန်ကြားတဲ့သတင်းကိုသူကျွန်တော်ပြန်ရှင်းပြတယ်ဗျာတောင်ချေလန်းတွေမှာညဘက်တယောက်တည်းသွားတယ်ဆိုရင်အဲ့တောင်ချေလန်းတောင်ဘက်ကနေပြီးတော့မှလူတယောက်ကမတက်ရက်ပြီးချိနေတယ်အဲ့လူနာကိုတဖြည်းဖြည်းကနီးကပ်သွားလေအဲ့ဒါလူမဟုတ်ဘူးမျက်နှာကမရှင်းမလင်းနဲ့တဖြည်းဖြည်းနဲ့ပြန်ပြီးပြောက်ွယ်သွားတယ်ပြီးတော့တောင်ဂူတွေရှိတယ်အဲ့ဒီဂူတွေနေရာကိုညဘက်တယောက်တည်းသွားနေတယ်မလဲကြည့်ရဘူးလက်ကြည့်ရဆိုရင်လူတယောက်ကလက်ပြနေရဆိုပြီးခံစားရတယ်ဒီလောက်မှောင်မဲနေတဲ့နေရာကြီးမှာဘသူကလက်ပြနေမှာတော့ညဘက်ကြီးကိုဘသူကအိုင်နာမှာရှိနေမှာလဲဆိုပြီးတော့မိကုန်းတွေလည်းအများကြီးထွက်တယ်ဒါတွေကအဲ့နေရာမှာရှိတယ်မကြွမလွတ်ပဲနဲ့ရှိနေတဲ့တရေတွေပဲသူတို့ပြန်ပြီးတော့မှဒီလိုမျိုးအရေးရောင်ပြတာမျိုးတွေဖြစ်တဲ့ရှိတယ်ဆိုပြီးတော့လည်းကျွန်တော်ကိုဒီ follower ကျွန်တော်ကိုပြပြတယ်သူဖြစ်ခဲ့တဲ့အတွေ့အကြုံကိုလည်းကျွန်တော်ပြပြတယ်နောက်ထပ်သူအဲ့တောင်ရင်းမြစ်ဘေးနားကနေသူသွားနေတဲ့အချိန်မှာပဲအဲ့ဒီခေါ်တန်ကသူ့အနောက်တကောက်လိုက်လာပြီးတော့မှညီလေးခဏနေုံဆိုပြီးပြောနေတဲ့ခြေတံတွေလည်းကြားရတယ်ဒါပေမဲ့သူရက်လိုက်တယ်ဆိုရင်ခဏလေးသူနည်းနည်းလေးခြေလမ်းကိုဖေးလိုက်ပြီဆိုရင်အဲ့ခြေတံမကြားတော့ဘူးသူမြဲပြန်ရှောက်လေအဲ့ခြေတံလည်းသူ့နောက်ကိုလိုက်လာလေးပဲဆိုပြီးသူကပြန်ပြောတယ်โอเคဒါတွေကတကယ်ပဲကိုယ့်ရဲ့အဲ့ဒေတာခံတွေမှာတကယ်ရှိလားဒီအခုဒီဗီဒီယိုကြည့်နေတဲ့ဖန်အမျိုးမှာနေတဲ့သူတွေရောဒီနေရာတွေမှာတကယ်ပဲအဲ့လိုမျိုးရှိခဲ့ဘူးလားဆိုတော့လည်း comment မှတ်ခဲ့ပေးကျွန်တော်ကတော့အဲ့ဒီ follower တယောက်နေပြီးတော့မှဆက်သွယ်ပြီးတော့ကျွန်တော်ပြန်ပြောပြတယ်ဒါကသူ2000ခုနှစ်တုန်းကသူကြုံခဲ့တဲ့အတွေ့အကြုံပေါ့အခုခေတ်အခြေအနေမှာဘယ်လိုရှိလဲမေးတယ်ဆိုရင်တချို့နေရာတွေမှာအရင်တော့ဗျာအိမ်နေထူထပ်မှုကနည်းပါတယ်ဗျာတိုင်နဲ့တိုင်နေလည်းတော်တော်လေးဝေးတယ်
ဒါပေမဲ့အခုအချိန်နေအဲ့လိုမဟုတ်တော့ဘူးအိမ်နေထူထပ်မှုကတဖြည်းဖြည်းများလာပြီဟိုတိုင်နဲ့တိုင်ဝေးဖို့ဆိုတာတိတ်ပြီးတော့မဖြစ်နိုင်တော့ဆိုတော့အရင်တော့အချိန်နေနဲ့အခုအချိန်နေတိတ်မတူတော့ဘူးအခုအချိန်နေမှာဆိုရင်ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုရင်ဗျာအခုတိုင်နဲ့တိုင်နဲ့နီးတဲ့အပေါ်မှာအလင်းနဲ့နေရှိတယ်မီးတွေလည်းရှိတယ်အဲ့လိုမျိုးရှိတဲ့အပေါ်မှာတိတ်ပြီးတော့ကြောင်ရွံ့တဲ့စိတ်မရှိတော့အရင်တော့အဲ့လိုမဟုတ်ဘူးအလင်းဆိုတာကကျွန်တော်တို့မီးတိုင်တွေပါတွေကအရန်ကိုရှားပါလွန်တယ်အဲ့လိုမျိုးအချိန်နေမျိုးမှာဒီလိုမျိုးအခိုက်အတန့်တွေအများကြီးဖြစ်တတ်တယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့ follower တယောက်ကျွန်တော်ရှင်းပြပေးတယ်ဒါကဖန်အံမြို့ရဲ့တနေရာရမှာပေါ့နေရာအတိအကျတော့ကျွန်တော်ဒီတောင်ရင်းမြစ်ဘေးပဲကျွန်တော်ပြောလို့ရမယ်တခြားဒီတောင်ချေလန်းနေတောင်ကူတွေကဒီဂူတွေမှာကြတော့ကျွန်တော်နေရာအတိအကျပြောလို့မရဘူးသူလည်းကျွန်တော်မပြောတာဘူးโอเคကိုကဘယ်လိုမြင်လဲဒီຢာတွေကတကယ်ပဲရှိလဲထင်လားဒီနာနာဘာဝတွေ negative energy source တွေ evil တွေ ghost တွေကဒါတွေတကယ်ပဲရှိတယ်ထင်လားမရှိဘူးထင်လားကမမှတ်ခဲ့ပေးအောင်နောက်ထပ်ကိုဘွားမှာဒီလိုမျိုးအတွေ့အကြုံတွေအခိုက်အတန့်တွေဒီလိုမျိုးကိုယ်စိတ်ထဲမှာခံစားဖို့တွေ negative energy တခုကကိုနောက်ဆက်ဘူးတွေကိုတရေကိုမြင်ခဲ့ဘူးတွေအဲ့လိုမျိုးအရေးရောင်တွေကိုပြဘူးတယ်ဆိုရင်ကျွန်တော်ရဲ့ bio မှာရှိတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ပြောလို့ရတယ်နောက်ထပ်ဘာအကြောင်းတွေသိနေဆိုတော့ပြန် comment မှတ်ခဲ့ပေးဦးနောက်တစ်ယောက် follow ရတယ်ကျွန်တော်ဆက်သွယ်ရတာရှိတယ်အဲ့ဒါကျွန်တော်ဘာအကြောင်းလဲဆိုတာကိုလည်းကျွန်တော်မေးမြန်းပြီးတော့ပြန်တင်ပေးပါမယ်အားလုံးပဲ bye